Hello ကဘာပေါ်မှာ AI နဲ့ပတ်သက်ပြီးတော့ဘာတွေတိုးတက်ပြောင်းလဲနေပြီလဲသူများနိုင်ငံမှာ AI နဲ့ပတ်သက်ပြီးတော့ဘယ်လိုအသုံးချပြီးတော့ဘယ်လိုအားနည်းချက်တွေရှိလာနေပြီလဲဆိုတာကို Scarlett နဲ့အတူတူဒီဗီဒီယိုလေးမှာလေ့လာကြည့်အောင်အခု AI နဲ့ပတ်သက်ပြီးတော့ UK US စင်ကာပူ Australia ထိုင်းတို့မှာဆိုလို့ရှိရင် company တချို့ကိုယ်ပိုင်စီးပွားရေးတွေတချို့အလုပ်တွေမှာ AI ကိုစပြီးတော့အသုံးပြုလာပြီသူများနိုင်ငံတွေကနည်းပညာတိုးတက်တဲ့နိုင်ငံဖြစ်တဲ့အတွက် UK တို့ US တို့မှာကစပြီးတော့ဒါကိုအသုံးပြုလာပြီအဲ့လိုအသုံးပြုလာတဲ့အတွက်အသက်16နှစ်ကနေပြီးတော့28နှစ်အတွင်းကျောင်းသားကျောင်းသူဥယေတွေအလုံးလက်မဲ့ဖြစ်သွားတာတန်ပေါင်းမြောက်များစွာရှိလာပါပြီဒါက2026ရဲ့နှစ်ဦးအစမှာ AI ကိုစပြီးအသုံးပြုလာတဲ့အချိန်တိုအတွင်းမှာဖြစ်သွားတဲ့ဝန်ထမ်းလျှော့ချမှုပေါ့နော်အဲ့တော့2025အပြီးဒီ2026မှာ AI ကိုစပြီးတော့သူများနိုင်ငံတွေအသုံးပြုလာပြီးဝန်ထမ်းဥယေတွေရှော့ချသွားပြီအဲ့တော့နောက်2029 2028မှာမြန်မာနိုင်ငံမှာလည်းဝန်ထမ်းဥယေတွေရှော့ချနိုင်တယ်ယော့သွားနိုင်တယ်အဲ့တော့အခုတည်းကကိုကဘယ်လိုအရာတွေကိုစူးစမ်းလေ့လာထားရမလဲငါကျောင်းတစ်ဖက်ကြီးပဲကျောင်းကြီးပဲတက်နေတာမဟုတ်ဘဲနဲ့ကျောင်းပိတ်ရက်မှာဘယ်အရာတွေကိုလေ့လာရမလဲဆိုတာကို Scarlett အခုဒီဗီဒီယိုပြောသွားတဲ့ဟာမှာပညာအများကြီးပါပါတယ်အစအဆုံးနားထောင်ပြီးတော့ဘာလို့တင်လဲဆိုတာကိုအခုတည်းကစဉ်းစားထားပါအဲ့တော့နောက်9နှစ်နောက်10နှစ်မှာကိုကပညာတက်လဲဘွဲရသွားလဲသူများနဲ့ရင်ပေါင်တန်းပြီးတော့အလုံးလုံးလှုပ်ချင်တယ်သူများလိုအောင်မြင်ချင်တယ်သူများ BMW စီးလဲကိုလဲ BMW စီးနိုင်ရမယ်ဆိုတော့ရင်ပေါင်တန်းပြီးအလုံးလှုပ်ချင်တယ်ဆိုလို့ရှိရင်အခုတည်းကနီးပညာကိုလေ့လာထားပါအဲ့တော့အရင်တော့ဆိုလို့ရှိရင် Scarlett တို့ကကျောင်းနဲ့အလုပ်သွားလုပ်တဲ့အခါမှာစင်ကာပူတို့မလေးရှားတို့ US တို့ UK တို့ကဝန်ထမ်းတယောက်ကိုလစာအများကြီးပေးရတယ်ပညာတက်လေလစာအများကြီးပေးရလေပဲအဲ့တော့ယာတို့ကြီးလေလစာအများကြီးရလေပဲအဲ့တော့ Scarlett တို့ကသူများနိုင်ငံမှာဘာလို့ကျောင်းသွားတက်ပြီးအလုပ်လုပ်တာလဲလစာအများကြီးရလို့ကိုယ်နိုင်ငံမှာအဲ့လောက်လစာမရဘူးလေသူများနိုင်ငံမှာရတယ်အဲ့တော့ဘလို့ foreigner မျိုးပဲဖြစ်ဖြစ်သူများနိုင်ငံမှာကသူတို့နိုင်ငံသားရော foreigner တွေရောသူတို့ကဒီပညာတတ်တွေဒီအလုပ်ယာတို့ကြီးတဲ့လူတွေဆိုလို့ရှိရင်ဝန်ထမ်းတွေကိုလစာအများကြီးပေးရတယ်အဲ့တော့သူများနိုင်ငံမှာကအခု AI ကိုစပြီးအသုံးပြုလာတာဖြစ်တဲ့အတွက်ဒီဝန်ထမ်းဥယျာဉ်တွေရှော့ချလိုက်တဲ့အတွက်ဘာချက်တွေအများကြီးကွာဟသွားတယ်အဲ့တော့ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့လူတွေမှာပို့ပြီးတော့အားသာချက်ဖြစ်သွားတယ်ဝန်ထမ်းတွေသူများအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေဆိုလို့ရှိရင်တော့ဒါနည်းနည်းအခက်အခဲလေးတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘာမှစိတ်တက်ကြကြမလို့ဘူးအခုချိန်လေးကကိုကဘာကိုစူးစမ်းရမလဲဟိုမှာသူငါចောင်းပြီးပြီပေါ့ဥမာចောင်း Scarlett လို့ပြောချင်တာចောင်းပြီးသွားပြီဘွဲရပြီးသွားပြီဆိုလို့ရှိရင်ဘန်မှာဝင်လို့မလားဒါမို့တခြား company မှာအလုပ်ဝင်လုပ်မလားဆိုပြီးတော့အစင်သစ်ပေါ့နော်ဒါရှိထားပြီးသားဒါပေမဲ့နောက်ပိုင်းနေမှာကအဲ့လိုမျိုးရှိချင်မှရှိတော့မှာအလုပ်ဘွဲရပြီးအလုပ်ចောင်းပြီးသွားပြီဆိုလို့ရှိရင်ကိုယ်ပိုင်စီးပွားရေးကိုယ်ပိုင်နည်းပညာနဲ့ပတ်သက်တဲ့ဟာတွေကိုလုပ်ရတော့မယ်သူများဝန်ထမ်းအလုပ်လုပ်ဖို့ဆိုတာကရာဂိုင်နှုန်းအားအရန်နေသွားပြီပေါ့နော်အဲ့တော့သူများနိုင်ငံတွေကနည်းပညာတွေတိုးတက်ပြောင်းလဲလို့အခုစပြီးတော့ run နေပြီအဲ့ဒါနောက်မှဒီအသက်18လောက်ကပြီးတော့အသက်28နှစ်အတွင်းပေါ့နော်အလုံးလက်မဲ့လူဦးရေတွေညော့သွားပြီဆိုတော့နောက်9နှစ်နောက်10နှစ်အတွင်းမှာလည်းမြန်မာနိုင်ငံမှာဒီ AI နဲ့ပတ်သက်ပြီးအသုံးပြုလာမယ်ဆိုလို့ရှိရင်အလုံးလက်မဲ့ဦးရေတွေနည်းသွားနိုင်ပါတယ်အဲ့တော့ကျောင်းတစ်ဖက်နဲ့ဘယ်လိုအရာတွေကိုလေ့လာထားရမလဲဆိုတာကို Scarlett ဗီဒီယိုလေးမှာတေးသေးချာချာနားထောင်ပြီးတော့လေ့လာထားပါ AI နဲ့ပတ်သက်ပြီးတော့လေ့လာထားပါနည်းပညာတွေနဲ့ပတ်သက်ပြီးတော့ဘာတွေကိုလေ့လာထားရမလဲဥပမာ creator ပိုင်းဒီ video ပိုင်းတွေကိုလေ့လာထားပါ digital marketing မှာဆိုလို့ရှိရင်လည်း content ရေးတာ video တွေဖန်တီးတဲ့နေရာတွေမှာဥပမာ design ပေါ့နော် design ဆွဲတဲ့နေရာတွေမှာအရင်တော့ဆိုလို့ရှိရင်ကိုကဒီ content တွေအပ်ကာတယ် design တွေအပ်ကာတယ်ပေါ့အခုနောက်ပိုင်း AI ကိုအသုံးပြုလို့ရနေပြီဖြစ်တဲ့အတွက်content ဖန်တီးတဲ့နေရာမှာလည်းဥပမာ Scarlett တို့ကကိုယ်ပိုင်စီးပွားရေးလုပ်တယ်ပေါ့content ဖန်တီးခြင်းတယ်အရင်တော့ဆိုလို့ရှိရင် agent ကိုတော့အပ်ကာတယ်ကိုယ်တိုင်လည်းဒီ content တွေကိုရေးဖို့လို့စဉ်းစားရတယ်ပေါ့နော်တစ်ပတ်နှစ်ပတ်လောက်ဒါပေမဲ့အခု AI ကိုမေးလို့ရနေပြီ design ဆွဲတဲ့အခါမှာလည်းကိုလိုချင်တဲ့ design ကို AI ကိုပြောလို့ရနေပြီ AI ကကိုလိုချင်တဲ့ design ဆွဲပေးနေပြီအဲ့တော့နောက်ပိုင်းနေကြလို့ရှိရင်ဒီ digital marketing ပိုင်းမှာဆိုလို့ရှိရင်လည်းဒီ content ပိုင်းတွေ design ပိုင်းတွေမှာဆိုလို့ရှိရင်လည်းဒါနောက်ပိုင်း
လောက်ဆရာမလို့တော့ကိုတိုင်းဖန်တီးလို့ AI ကိုဖန်တီးခိုင်းလို့ရနေပြီပေါ့နော်အဲ့တော့အခုချိန်တည်းကကိုကလေ့လာထားပါcreator ဘိုင်းတွေလေ့လာပါ video ဘိုင်းတွေလေ့လာပါနည်းပညာနဲ့ပတ်သက်တာဘယ်ဟာမဆိုလေ့လာထားပါအဲ့တော့သူများနိုင်ငံမှာကျောင်းသွားတက်ရင်းနဲ့အခွင့်အရေးတွေအများကြီးတော့ရှိတယ်ဒါပေမဲ့အဲ့လိုပေါ့ခုနပြောသလိုပေါ့နော်အလုပ်လက်မဲ့တွေတော့ဖြစ်သွားတယ်ဒါပေမဲ့ကျောင်းတက်ရင်းနဲ့ကိုကလေ့လာစီးပူးစရာတွေတော့များတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာလည်းကျောင်းတက်နေရင်းနဲ့လေ့လာစီးပူးစရာတွေသင်တန်းတွေအများရှိတယ်ဘာသာစကားလေ့လာမယ်နည်းပညာနဲ့ပတ်သက်တာလေ့လာမယ်ကိုကဘာဝါဒနာပါလာလဲတချင်းဆိုတာဝါဒနာပါလာလားအနုပညာဝါဒနာပါလာလားဘာဝါဒနာပါလာလဲလေ့လာလို့ရတယ်ဘာမှစိတ်တက်ကြကြမလို့အဲ့တော့ခုဆို Scarlett တို့ဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးတပုတ်မျှဝေပေးဖို့လို့ဟိုကဒီကင်မရာရှေ့မှာဒီလိုအကြောင်းတွေပြောဖို့လို့အများကြီးလေ့လာရတယ်အခုဆိုရင်ဒီလထဲမှာဆိုလို့ရှိရင် Scarlett တို့လည်းအချိန်ကိုဟာနဲ့ကိုရှုံနေပါနေရှုံလို့ရှုံနေမှမသိ contact တွေလည်းမဖန်ဒီလိုမျိုးပြောဖို့လို့တော့ contact ကိုဖန်တီးဖို့လို့ဒီရေးဖို့လို့ contact ရေးဖို့အချိန်မရှိလို့ကိုပြောမဲဟာကိုဒီမှာရေးပြီးတော့ပြောရတယ်เนาะအဲ့တော့လေ့လာစရာတွေအများကြီးပါအဲ့တော့လေ့လာကြတယ်အများကြီးတည်းမှာကိုဘာကိုအားတန်လဲဘာဝါသနာပါလဲအခုတွေကလေ့လာထားပါအဲ့တော့ဟိုအပျော်အပါးတွေရှောက်လေတာတွေဒီလိုပေါ့နော်ဟိုသွားတာတွေပွဲလဲတပင်တွေအပျော်အပါးတွေကို short ချလိုက်ပါ short ချပြီးတော့ကျောင်းပိတ်ရက်မှာပညာရောတခြားလေ့လာစရာတွေရောလေ့လာထားပါလို့ Scarlett ကအကြံပြုချင်ပါတယ်ကျောင်းသားအလုံးကိုနောက်ပြီးတော့ဒီ overseas မှာကျောင်းတက်တဲ့အခါမှာပေါ့နော် overseas မှာငါတို့ကကျောင်းသွားတက်တယ်အလုပ်လုပ်ရင်ကျောင်းတက်တယ်ဒီ AI နည်းပညာတွေသုံးလာတဲ့အတွက်ငါတို့ကဘလို့အလုပ်သွားလုပ်မလဲပေါ့နော်ဒါတွေလည်းတချို့စဉ်းစားစရာတွေဖြစ်လာတယ်စဉ်းစားရမှာပါဒါပေမဲ့ဟိုနောက်ပိုင်းသူ့ဟာနဲ့သူနည်းပညာနဲ့ပတ်သက်ပြီးတော့လေ့လာစရာတွေအများကြီးရှိလာမယ်အဲ့တော့ကိုကလေ့လာထားတယ်ဆိုလို့ရှိရင်ဟိုမှာသူများနိုင်ငံမှာအလုပ်ရနိုင်ချေများတယ်ပေါ့နော်အဲ့တော့တခြားဝါသနာပါလာတွေကိုလည်းလေ့လာပါနောက်ပိုင်းAI နဲ့ပတ်သက်ပြီးတော့လေ့လာရမယ့်ဟာလေးတွေကိုလည်း sharing လုပ်ပေးမယ်စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီးတော့ဒီကျောင်းတွေပေါ့နော်ကိုတက်မဲ့ကျောင်းကိုဘယ်လိုရွေးချယ်ပြီးတော့တက်ရမလဲဘယ်လိုဟိုဘာချက်ပိုင်းတွေရောဘယ်လိုကိုကလေဘာတွေကိုလေ့လာပြီးတော့ဘယ်လိုတက်ကမလဲပေါ့နော်အခုကကျောင်းရွေးချယ်မှုမှန်ကန်ဖို့လည်းလိုတယ်ကိုကကျောင်းရွေးချယ်မှုမှားသွားလို့ရှိရင်လည်းတချို့အရာလေးတွေကနည်းနည်းလေးနောက်နေသွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေလည်းနောက်ပိုင်းကြလို့ရှိရင်ညှဝေပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်